မင်္ဂလာပါတာတာမီမီတို့တွေတာတာမီမီတို့ကိုဒီနေ့ပြောပြမယ့်ပုံပြင်လေးကတော့ရိုးဖြောင့်သောတစ်ခုသမားဆိုတဲ့ပုံပြင်လေးပဲဖြစ်ပါနဲ့ တခါလုံးကရွာတရွာမှာအလွန်စင်ရက်လာတဲ့တက်ခုတ်သမားတယောက်ရှိသေးတယ်ကွယ်အဲ့ဒီတက်ခုတ်သမားလေးဟာတနေ့တော့မိကနာကတစ်ပင်တပင်ကိုပစိန်ဖြင့်ခုလဲနေရရုပ်တရက်ပစိန်ကလက်မလွတ်၍မြစ်သေးကိုကြာသွားတယ်တဲ့ကွယ်တက်ခုတ်သမားလေးပစိန်ကိုပြန်ရနိုင်ရန်အမျိုးမျိုးကြိုးစားတော်လေမရရှိနိုင်ပဲဖြစ်နေလေရဲ့အဲ့ဒီနောက်တက်ခုတ်သမားလေးကန်းနဖူးပေါ်တွင်ထိုင်လျက်ငိုယိုကမြစ်သေးကျသွားရဲ့သူ့ပစိန်ကိုနှမျောနေလေရဲ့ကွယ် တက်ခုတ်သမားကြီးငိုယိုနေတဲ့အတန်ကိုကြားတော့အခါမြစ်ဆောင်နှကရုတ်တရက်ပေါ်ထွက်လာသည်အတင်းယောက်ျားအဘဲကြောင့်ငိုနေတာလေဟုမေးလေ၏တက်ခုတ်သမားကကျွန်တော်ရဲ့ပစိန်ကြီးတဲ့သို့ပျောက်သွားတာကြောင့်ငိုနေရခြင်းချပါရဟုပြန်ပြောလေ၏မြစ်ဆောင်နဲ့လေမင်းထဲမှရွှေပစိန်ကိုယူ၍တက်ခုတ်သမားအားပြလျက်တင်းပြောက်ဆုံးသောပစိန်သည်ဤပစိန်လောဟုမေးလေ၏တက်ခုတ်သမားကဤပစိန်သည်ကျွန်တော်ပျောက်ဆုံးသွားသောပစိန်မဟုတ်ပါဟုပြန်ပြောလေ၏ No, that is not my axe. ထောက်နောက်မြဆောင်နဲ့သည်ငွေပစိန်ကိုဖန်ဆင်းသည်ရှင်းနီးတူစွာမေးပြန်၏အတင်တက်ခုတ်သမားဤပစိန်သည်တင်းပြောက်ဆုံးသွားသောပစိန်လားဟုမေးပြန်ရာတက်ခုတ်သမားကကျွန်တော်ပြောက်ဆုံးသွားသောပစိန်မဟုတ်ပါဟုရိုးထောင်စွာထပ်ပြောပြန်လေတဲ့ကွယ် နောက်ဆုံးတော့မြစ်ဆောင်နှက်ကမြစ်ထဲမှာတန်ပစိန်ကိုယူရပြတော့အခါတက်ခုတ်သမားကကျွန်တော်ပျောက်ဆုံးသွားသောပစိန်မှာဤပစိန်ဖြစ်ပါတယ်ဟုအားရဝမ်းသာစွာပြန်ပြောလေရဲ့မြစ်ဆောင်နဲ့လည်းရိုးသားဖြောင်းမချွန်းကိုအလွန်နှစ်သက်သဘောကြတာကြောင့်ရွှေပစိန်ငွေပစိန်နဲ့တန်ပစိန်တို့ကိုတက်ခုတ်သမားအားပေးလိုက်လေတဲ့ကွယ် ဒီလိုနဲ့တက်ခုတ်သမားလည်းရွာကိုပြန်ရောက်တဲ့အခါမိမိဖြစ်ပျက်ခဲ့သောအကြောင်းအရာများကိုရွာသားများအားပြောပြလေရဲ့ကွယ် အဲ့ဒီနောက်လောဘအလွန်ကြီးသောရွာသားတဦးသည်တက်ခုတ်သမားအိစကားကိုမှတ်သား၍ထိုမိကနာသို့တွားပြီးတစ်ပင်ကိုခုတ်လဲဟန်ဆောင်ကပစိန်ကိုရည်ထဲသို့ပစ်ချလိုက်တဲ့ထို့နောက်ပစိန်ရည်ထဲကျသွားတဲ့ချင်းဝမ်းနဲ့ဟန်ဆောင်ပြီးငိုကြွေးနေလေရဲ့ထိုရွာသားငိုတန်ကိုကြားတော့အခါညှစ်ဆောင်နာကြီးပေါ်ထွက်လာပြီးရှေးနီးသူစွာမေးပြန်လေရွာသားကမိမိပစိန်ရည်ထဲသို့ကျသွားလို့ငိုကြွေးကြောင်းပြောပြလေတဲ့ကွယ်ညှစ်ဆောင်နတ်ကမြေထဲမှရွှေပစိန်ကိုယူပြီးဤပစိန်သည်တိဤပစိန်လားဟုမေးလေရွှေပစိန်ကိုမြင်လင်ရွာသားကအရှင်နဲ့မင်းဤပစိန်သည်ကျွန်တော်ပစိန်ဖြစ်ပါရဲ့ဟုလိန်လေပြောဆိုလိုက်ကြကွယ်လိန်လေပြောခြင်းကိုမနစ်သက်တဲ့ရဲ့မြေဆောင်နတ်ကရွှေပစိန်ကိုကင်လျက်ပျောက်ကွယ်သွားလေတဲ့လောဘကြီးတဲ့ရွာသားလဲရွှေပစိန်ကိုလည်းမရအိမ်ကပါလာတဲ့တန်ပစိန်လဲဆုံရှုံသွားရတာပေါ့ကွယ်တတမီမီတို့တွေလည်းဒီပုံပြင်လေးကိုနားချောင်ပြီးပုံပြင်တဲကအတိုင်းလောဘကြီးရဲ့တစ်ခုတ်သမားလို့မမှန်ကန်တဲ့စကားတွေပြောဆိုခြင်းကိုရှောင်ကျဉ်ပြီးရိုးသားတဲ့တစ်ခုတ်သမားလို့မှန်ကန်တဲ့စကားတွေကိုပြောဆိုရမယ်ကွယ်တတမီမီတို့ကြပုံပြင်လေးတွေဆက်လက်တင်ဆက်ပေးတော့အောင်မယ်နော်ဘိုင်ဘိုင်